အားလုံးပဲမင်္ဂလာပါခင်ဗျာ MOS Computer Knowledge Sharing Channel ရမယ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဝင်မြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ software တော်တော်များများကိုပတ်စံတပြားမှပေးစရာမလိုပဲနဲ့ free download ဆွဲလို့ရတဲ့ Get into PC ဆိုတဲ့ website လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ် Get into PC ဆိုတာကဘာလဲ Get into PC ဆိုတာက software များစွာကို free download လုပ်နိုင်တဲ့ website တစ်ခုပါဥပမာ Windows OS ပေါ့ Adobe software တွေပြီးတော့ design သမားတွေအတွက်ဆိုလို့ရှိရင် AutoCAD တွေ Microsoft Office တွေ Video Editing စတဲ့ software တွေကိုပတ်စံပေးမှရတဲ့ software တွေကိုဒီ website ထဲမှာ free အနေနဲ့သင်ပေးထားတာတွေ့ရပါတယ်။ဤပညာတွေကိုလေ့လာသင်ယူနေတဲ့သူတွေအတွက် software အမျိုးမျိုးကိုလေ့လာနိုင်တဲ့ platform တစ်ခုဆိုရင်လည်းမမှားပါဘူး။ဒါဆိုရင်ဒီ Get into PC ဆိုတဲ့ website ကြီးမှာလူတွေကဘာလို့လာတောင်းကြတာလဲဆိုရင်သူ့မှာကောင်းတဲ့အချက်တွေအများကြီးရှိလို့ပါပဲ။ဘာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုရင် software အမျိုးအစားများစွာရရှိနိုင်ခြင်းကျွန်တော်ခုနကအရှိမရှင်းပြခဲ့သလိုပဲ Windows တွေ design software တွေ editing software တွေစသဖြင့်ပေါ့အဲ့လို software တွေကို free အနေနဲ့အများကြီးတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ website ထဲမှာလာပြီးတော့ download ဆွဲကြပါတယ်နံပါတ်2 detail installation guideline ပါဝင်တယ်ပေါ့အဲ့ဒါကဘာပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုမှကွန်ပျူတာကိုစသုံးမဲ့လူတွေဆိုလို့ရှိရင် installation နဲ့မလုပ်တတ်ဘူးအဲ့လိုမလုပ်တတ်ဘူးဆိုလို့ရှိရင်ဒီ website ထဲမှာဒီ software ကို download ဆွဲမယ်ဆိုလို့ရှိရင်ဘယ်လို install တင်ရမလဲဆိုတဲ့ဟာကိုတော့ဗီဒီယိုလေးအနေနဲ့ဖန်တီးပေးရတာဖြစ်တယ်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကကြည့်ပြီးတော့ step by step သူလမ်းညွှန်ချက်တွေတိုင်းလိုက်လုပ်လိုက်မယ်ဆိုလို့ရှိရင်လုံးဝကိုအဆင်ပြေတယ်ပေါ့ဒါကြောင့်ဒီကောင်လေးကလည်း beginner တွေအတွက်တိတ်ကိုအဆင်ပြေတာပဲနံပါတ်3ချက်ကတော့ system requirement ကိုတော့ဖော်ပြပေးတာတယ် system requirement ဆိုတာကကျွန်တော်တို့ကအခုMicrosoft Office ကို2022သုံးနေတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့စက်နဲ့ကိုက်ညီမညီဆိုတာကိုတော့ဖော်ပြပေးတာကျွန်တော်တို့စက်က RAM ဘယ်လောက်လဲခေတ်ကဘယ်လောက်ပါတာလဲ SSD လား hard disk လားဒါမျိုးတွေနဲ့အခုဒီ software နဲ့ဘယ်လောက်နဲ့ကိုက်ညီပါတယ်ဆိုတဲ့အကြောင်းကိုသူကအသေးစိတ် system requirement ကိုတော့ဖော်ပြပေးတာဒါဆိုလို့ရှိရင်မိမိရဲ့ကွန်ပျူတာနဲ့ကိုက်ညီမကိုက်ညီကိုကျွန်တော်တို့ကကြိုတင်ပြီးတော့စစ်ဆေးနိုင်တာပေါ့ဒါကို download ဆွဲတဲ့မဆွဲတဲ့ကိုယ့်ကိုစဉ်းစားလို့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့ file information အသေးစိတ်ကိုတော့ဖော်ပြပေးကြတယ်ဒီ software က file size ဘယ်လောက်ရှိတယ်သူကဘယ် version မှာသူ့ရဲ့ feature တွေကဘာတွေပါပါတယ်အဲ့လိုစတဲ့အချက်အလက်တွေကိုလည်းသူကဖော်ပြပေးတာပါဒါကြောင့်ဒီ software ကတိတ်ကိုကောင်းတယ်လို့ပြောချင်တာပေါ့နော်ဒီ platform ကပေါ့ဒါဆိုရင်ဒီ platform ကြီးကဘယ်သူတွေအတွက်အသုံးဝင်တယ်လဲဆိုရင် computer student တွေကွန်ပျူတာကျောင်းသားတွေပေါ့ကွန်ပျူတာကျောင်းသားတွေ software ကိုလေ့လာနေတဲ့သူတွေပြီးတော့ IT learner တွေ software မျိုးကိုသိရှိလိုသူတွေအတွက်တကယ်ကိုအသုံးဝင်လုံးနဲ့ဟင်းပေါင်းအိုးကြီးတစ်ခုပါလို့ကျွန်တော်ကတော့ညွှန်ညင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုလို့ရှိရင် like and share လေးလုပ်သားပေးပါဦးနော်နောက်အသစ်သောဗီဒီယိုတွေတင်လို့ရှိရင်သိအောင်လို့လည်းကျွန်တော်ရဲ့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် see you bye bye